မင်္ဂလာပါရှင်ကျမတို့ channel ကနေနောက်ဆုံးရရှိထားတဲ့သတင်းသစ်များကိုတင်ဆက်ပေးပါရမယ်ပထမဆုံးစေအုပ်စုရွေးကောက်ပွဲတရားမှန်မြတနိုင်ဥရောပသမဂ္ဂအနေနဲ့အသိမှတ်မပြုဘူးလို့ EU လူ့အခွင့်အရေးကိုယ်စားလှယ်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာမြန်မာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုဥရောပသမဂ္ဂ EU အနေနဲ့အတိအမဲ့ပြုမှာမဟုတ်ကြောင်း EU လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်ကတ်ဆောက်အိုလောင်ဂရန်ကပြောကြားပါတယ်အော်တိုဘာလ16ရက်ကမလေးရှားမှာပြုလုပ်တဲ့အာဆီယံ EU အရက်ဘက်လူမှုဖွဲ့စည်းများဖိုရမ်နဲ့လူ့ခွင့်ရေးဆိုင်ရာအာဆီယံ EU မူဝါဒဆွေးနွေးပွဲပြီးမှသူမကပြောဆိုခဲ့တာပါမြတာပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်လာဖို့အတွက်လိုအပ်တဲ့အခြေအနေတွေတခုမှပြည့်မီခြင်းမရှိပါဘူးစစ်တပ်အာဏာပုံမိုခိုင်မှာအကောင်းလာစေရေးကိုသာဦးတည်မဲ့စေအုပ်စုကစီစဉ်ပြုလုပ်တဲ့ရွေးကောက်ပွဲတွေဖြစ်ပါတယ်လို့သူမကဝေဖန်ထားပြီးကျမတို့ EU အနေနဲ့အသိမှတ်မပြုပါဘူးလို့ပြက်ပြက်သားသားပြောကြားခဲ့ပါတယ်သူမကမြန်မာစစ်အုပ်စုအနေနဲ့လူရက်တွေပြုပြင်ပြောင်းလဲဖို့အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ပြည်ပခါတွေကိုအမှန်တကယ်ဖြည့်ရှင်းနိုင်ရေးစစ်မှန်တဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။လေးလာသူတွေလုံးဝမစိတ်လွတ်ခြင်းမြန်မာနိုင်ငံပေါ်ပိတ်ဆို့အရေးယူမှုတွေချမှတ်ခြင်းပြည်ပခများဆုံးသက်ရေးတောင်းဆိုခြင်းတွေပြုလုပ်ပြီးသူတို့ကိုအတိမတ်ပြုလက်ခံခြင်းမရှိဘူးဆိုတာပြသသွားမှာဖြစ်ပါတယ်လို့သူမကပြောဆိုထားပါတယ်။အိန္ဒိယနိုင်ငံတွေအာဆီယံနိုင်ငံတွေကလည်းဒီပြည်ပခဖြည့်ရှင်းရေးအတွက်ဆက်လက်တွန်းအားပေးသွားကြမယ်လို့ကျမတို့အနေနဲ့အလေးနဲ့မျှော်လင့်ပါတယ်ဆိုပြီးအိုလောင်ဂရန်ကထပ်လောင်းပြောကြားခဲ့ပါသေးတယ်။ဒါအပြင်သူမတွေ့ဆုံခဲ့တဲ့အာဆီယံနိုင်ငံသားဟာမြန်မာအခြေအနေကြောင့်ထိခိုက်ခန်းစားနေရပြီးဒေသတစ်ခုလုံးအတွက်အလွန်မင်းမတည်ငြိမ်မှုတွေဖြစ်ပေါ်စေတယ်လို့သူမကပြောဆိုခဲ့ကြောင်းသိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ပကောက်ကူတွင်စေအုပ်စုတိုက်ခိုက်ခံရပြီးရဲနဲ့စစ်သား၄ဦးသေလက်နက်ခဲယမ်းများသိမ်းဆည်းရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပခုတ်ကူမြို့မှာရိတ်ခါယူပြီးပြန်လာတဲ့စစ်ကောင်ရှင်တပ်သားတွေကိုတိုက်ခိုက်ခဲ့ရာရဲနဲ့စစ်သား၄ယောက်သေဆုံးခဲ့တယ်လို့ဒေါင်းမြင်အောင် PKU တာဝန်ခံစီကသိရပါဗျ။အော်တိုဘာလ15ရက်ညနေပိုင်းကပခုတ်ကူမြို့နယ်အနောက်မြောက်ဘက်ရှိမြောက်လူကန်ကျေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်ရှင်တပ်သားတွေဟာလေရင်ကွင်းကနေရိတ်ခါယူပြီးပြန်လာချိန်တော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါဗျ။ထိတွေ့မှုက3မိနစ်ပဲကြာတဲ့ပြီးဆုံးချိန်က10:45မှာပြီးတဲ့ကျွန်တော်တို့ဝက်နေတဲ့နေရာကိုသူတို့မွေးထားတဲ့ခြေလေးချောင်းခွေးနှကောင်ရောက်လာပြီးဟောင်မဲလို့စောပစ်လိုက်တာခွေးတာမပါအကုန်သေးတယ်ခွေးကစစ်သားတွေကိုကဲသွားတာကျွန်တော်တို့အတွက်ရဲဘော်တယောက်ထိခိုက်ဒဏ်ရာရသေးတယ်အသက်အန္တရာယ်မစိုးရိမ်ရဘူးဟုတောင်းညီနောင် PKU တာဝန်ခံဦးကလာကပြောပါရယ်ထိုထိတွေ့တိုက်ပွဲတွင်ရဲတအုပ်နဲ့စစ်သား3ဦးသေဆုံးခဲ့ပြီးစစ်ကော်မရှင်ဘက်ကလေရင်ကွင်းကနေ .5 ဆက်လက်နက်ကြီး60မမ40မမတို့နဲ့ပြစ်ကူပေးတယ်လို့သိရပါရယ်စစ်ကော်မရှင်တပ်သားတွေထံကဦးစီးတလက် MA1 တလက်ကြီးပေါင်း9ခု equipment နှစ်ထဲကြီးကအိုးထုံနှလုံးနဲ့ဖုန်းနှလုံးသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါရယ်အဲ့ဒီတိုက်ခိုက်မှုကိုတောင်းညီနောင် PKU စောတန်း YSO တပ်ပေါင်းစုစောတန်း YSO PDF ပြည်သူ့အာမန် YSO ရေစကြို Revolution Group YRG King Cobra PKU နဲ့တောင်းစစ်တီတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လှန်ရေးရဲဘော်တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။